Microsoft Word ထဲမှာ equation ရိုက်ပုံလေးမိထားတယ်နော်အဲ့တော့ Microsoft Word ထဲမှာ equation ရိုက်ချင်တယ်ဆိုရင်ဘယ်လိုလုပ်ပြီးလို့ရလဲဆိုရင်ဒီ insert ထဲကသွားပြီးလို့ရမယ်နော် insert ထဲကဒီအနောက်ဆုံးမှာ sample ဆိုတာလေးရှိတယ်သူ့ရဲ့အပေါ်က equation down arrow မှာနေတယ်အခုဒီဘက်ကပုံစံလိုမျိုးလေးနမူနာရိုက်ပြပေးမယ်နော်အဲ့တော့သူကဒီဘက်ကပုံစံလိုမျိုးဆိုရင် square root ပုံစံရိုက်ချင်တာဖြစ်တဲ့အတွက် insert ထဲက equation ပြီးရင်ဒီအောက်မှာရှိတဲ့ insert new equation လေးကိုနှိပ်လိုက်နော်နှိပ်ပြီးသွားလို့နှိပ်ပြီးသွားလို့ဒီလို box ကျလာပြီဆိုရင် equation box ကျလာပြီဆိုရင်equation box ထဲမှာကိုကဘယ်လိုရိုက်ချင်တာလဲထပ်ပြီးပြီးလို့လေ equation box လေးကျလာဒီအပေါ်မှာ equation ဆိုတဲ့ tab လေးလည်းရှိတယ်အဲ့ tab လေးဝင်နေလိမ့်မယ်နော်မဝင်လည်းအခုလိုမျိုးလေး click နှိပ်ပြီးလိုက်ပြီးရင်အောက်ဆုံးမှာ structure ရဲ့အောက်မှာဒီမှာ radical ဆိုတာလေးရှိတယ်သူ့ရဲ့ down arrow ကိုနှိပ်ပြီးသွားရင်ကိုလိုချင်တဲ့ပုံစံ u square root ပုံစံလိုချင်တာဒါဆိုရင်ဒီ square root ပုံစံလေးမှာတစ်ချက်နှိပ်လိုက်လို့ရမယ်နှိပ်ပြီးသွားရင်တော့ဒီအလယ်မှာရှိနေတဲ့ dotted line အဆက်ကလေးအထဲထဲမှာသွားပြီးတော့ insertion point ချပေးရမယ်ပြီးရင်ကိုရိုက်ချင်တဲ့စာလေး 3x ပေါ့နော်ပြီးရင် space ချလိုက်အပေါင်းထည့်မယ်ဆိုရင်အပေါင်းပြီးရင် space ချ1ဒါဆိုရင် equation ရိုက်ပြီးသွားပြီပြီးရင်တော့ရိုးဒီ square root ရဲ့အပြင်ဘက်ကဟာလေးရိုက်မှာဆိုတော့ keyboard ကညာဘက်ကိုလှည့်နေတယ် right arrow key နော် keyboard ကညာဘက်ကိုလှည့်နေတယ်မြားလေးကိုတစ်ချက်နှိပ်လိုက်ဖို့လိုတယ်ဒါမှမဟုတ်ရင်လည်းဒီလိုအပြင်ဘက်ကိုနှိပ်လိုက်ပေါ့နော်ပြီးသွားရင်တော့ space လေးချမယ်ပြီးမှ equal 4ဒီလိုလေးရိုက်ထည့်လို့ရတယ်နော်ပြီးရင် enter ခေါက်မယ်နောက်တစ်ခုဒါဆိုရင်2ပုံစံလေးပေါ်နေတယ်နော်2 square root x အဲ့တော့ insert ထဲကစောအတိုင်းပဲ equation ပြီးရင် insert new equation ကိုပဲနှိပ်ပြရမယ်နှိပ်ပြီးသွားရင် radical ရဲ့ဒီမှာ down arrow လေးရှိတယ်အဲ့ down arrow မှာဟိုကဒီမှာကြားထဲမှာ2ပုံစံလိုချင်ဒီမှာ square root with degree 2 square root with ဒါဆိုရင်တော့ cubic root 3လေးပါတယ်ပေါ့နော်အဲ့တော့အခု square root with degree မှာ click နှိပ်လိုက်နှိပ်ပြီးသွားရင်ဒီထဲက box မှာ click နှိပ်ပြီးရင် x လို့ရပြီးရင် right arrow key နှိပ်ရင်နှိပ် keyboard ကညာဘက်လှည့်နေတဲ့မြားလေးကိုနှိပ်လို့ရတယ်ပြီးရင်တော့ space ချလိုက်ပြီးရင် equal နောက်ထပ် space ချပြီးရင် x ကိုနှိပ်လိုက်နော် x လို့ရိုက်ထည့်နောက်တစ်ခုဆက်ရိုက်မယ်ဆိုရင်တော့ right arrow key နှိပ်လိုက်ရင်ဒီ equation ရဲ့ set တွေပြီးသွားပြီပေါ့နော်နောက်တစ်ခုဆက်ရိုက်မယ်နောက်တစ်ခုဆက်ရိုက်တဲ့အခါမှာစောစောလို insert ထဲက equation နဲ့မသွားကျင်တော့ဘူးဆိုရင်တော့ဒီဘက်ကဒီ equation root လေးကိုဒါလေးကိုနှိပ်မယ်သူ့ကို copy ကူးမယ်ဒီအောက်ကအနောက်ဆုံးမှာနှိပ် enter ခေါက်နောက်ထပ် paste လေးကိုနှိပ်လိုက်လို့ရတယ်နော် paste နှိပ်ပြီးသွားရင်တော့ဒီမှာကိုကပြင်မှာဒီနေရာလေးကိုပြင်မှာဟုတ်အဲ့တော့ဝင်စ best way လေးသွားလိုက်မယ်ဝင်စဒီဘက်ကပုံစံ y မြောက် y လို့ထည့်ချင်တာဟုတ်အဲ့တော့ဒီမှာ delete key နှိပ်လိုက်မယ်ပြီးရင် y ပြီးရင် space ချအဲ့ဒီမှာအမြောက်ထည့်တဲ့အခါမှာဒီထိပ်စွာ equation လေးကိုသွားနှိပ်လိုက်နှိပ်ပြီးဒီမှာ sample ရဲ့အပေါ်မှာအမြောက်သင်္ကေတလေးရှိတယ်နော်ဒီအမြောက်သင်္ကေတလေးကိုနှိပ်လိုက်ဒီမှာ space ဒီမှာ y ပြီးရင်တော့ wing page လေးထည့်မယ်ပြီးရင် right arrow key နှိပ် right arrow key နှစ်ချက်နှိပ်လိုက်လို့ရတယ်နော်ပြီးတော့မှ space ချပြီး equal နောက်ဆက်သူ့ရဲ့ root ရဲ့အပြင်ဘက်ကျမှသူပါထည့်ရလဲဆိုရင် y လေးထည့်တာဟုတ်နော် space ချ y ပေါ့နောက်ဒီဘက်ကလို equation မျိုးလိုချင်တယ်ဒါဆို x equal ဒီဘက်ကလို equation လိုချင်တဲ့အတွက် x ကဟိုကအကြီးဆိုရင်တော့ shift x ပေါ့နော် x equal space ချဒီဘက်က equation ဒီစောစောလိုပဲ insert ထဲက equation ပြီးရင် insert new equation ဒီ list ထဲကဟာကိုရိုက်မဲ့စာဒီ list ထဲမှာရှင်ဒီ list ထဲကရွေးပေါ့မရှိရင် insert new equation တွေကိုရွေးမယ်ရွေးပြီးသွားရင်တော့ဒီထိပ်မှာရှိတဲ့သူက radical မှာပဲဒီမှာ command radical ဆိုပြီးဒါလေးရှိတယ်เนาะဒါလေးကိုနှိပ်လိုက်အောင်ဒါဆိုရင်တော့ဒီ equation မြင်ရပြီးသားဖြစ်သွားမယ်တကယ်လို့မှဒီမှာကိုပြင်ချင်တဲ့စာရှိရင်เนาะပြင်ချင်တဲ့စာမှာဒီမှာ click နှိပ်ပြီးတော့ပြင်ပြီးလိုက်အောင်เนาะနောက်တစ်ခုကကြတော့ square root ပုံစံလေးနဲ့ဒီအောက်ဆုံးပုံစံလေးကြည့်မယ်အဲ့တော့ enter ခေါက် insert ထဲက equation ပြီးရင်အောက်ဆုံးက insert new equation
ပြီးရင်သူက square root ပုံစံလိုချင်တဲ့အတွက်ဒီဘက်က radical လေးကိုနှိပ်မယ်ရိုးရိုးထားလေးကိုရွေးအထဲထဲမှာ x ပုံစံလိုချင်တဲ့အတွက် x လို့ရိုက်ထည့်ပြီးတော့ right arrow key နှိပ်လိုက်လို့ရတယ်နောက်ထပ် right arrow key နှစ်ချက်နှိပ်လို့ရတယ်ပြီးရင် space ချ equal နောက်ထပ် space ချမယ်ဒီကကြောင့် x အပေါ်မှာ square ပုံစံမဟုတ်ဘဲနဲ့ပုံစံမှာ u square မဟုတ်ဘူးဒါကြောင့် insert ထဲကနေပြီးတော့နောက်ထပ် equation ကိုပြန်ရွေးပေးဖို့လိုတယ် insert new equation လိုချင်တဲ့ပုံစံကသူဒီ a square ပုံစံလို့အပိုင်းဆိုတော့ကြတော့ဒီဘက်က script ထဲကထိပ်ဆုံးတစ်ခုလေးကိုရွေးလိုက်ပြီးရင်တော့ဒီအကွက်မှာ click နှိပ်ပြီးတော့ x လေးရေးရတယ်ပြီးရင်ဒီအပေါ်အကွက်မှာကြတော့ပုံမှန်2ဆိုရင်2ထည့်ရုံပဲဒါပေမဲ့ကိုကအဲ့နေရာမှာ 1/2 လို့ချင်တဲ့အတွက်ဒီရှေ့က fraction ရဲ့ down arrow ကိုနှိပ်ပြီးတော့နောက်ထပ် fraction ကိုရွေးပြီးတော့မှဒီအပေါ်က box မှာနှိပ်1လို့ရိုက်အောက်က box မှာနောက်ထပ်တစ်ချက်ထပ်နှိပ်ပြီး2လို့ရိုက်နော်ဒီလိုပုံစံလေးရိုက်လို့ရသွားပါလိမ့်မယ်နော်ဒါဆိုရင်တော့ equation ရိုက်တဲ့ပုံစံလေးကအဆင်ပြေသွားပါလိမ့်မယ်